阿达ဒီအိမ်အောင်ရေးမှာဒေထားခဲ့မယ်ဆိုဒီကနေ့ဒီလိုချင်းနေဖြစ်လာကြအကြောင်းမရှိဘူး ခေါင်းကများလူပြန်ဟစ်ရသေးတယ်ပြီနော်ဒီလိုချင်းနေဖြစ်အောင်ဖန်တီးခဲ့တာနင်းလေဟမ်ငါနဲ့ပါဆိုင်လို့လေနင်းဒီလိုခြံခုံသွားရအောင်ငါနဲ့ကိုရိုက်ထုတ်နေလို့လား ကိုမင်းကိုအမြဲတမ်းနားလည်ပေးခဲ့တယ်တီးခံပေးခဲ့တယ်ချစ်လို့လည်းအလျှော့ပေးခဲ့တယ်အမကိုဘယ်တော့မှအလျှော့ပေးခဲ့ဘူးလို့လေဟမ်အမရဲ့မာနရဲ့ကြောင့်အခုလိုဝေးရတာအခုလိုဖြစ်ရတာ နေရမြောက်ငါ့ကိုအပြစ်မရှိအပြစ်ရှာရတယ်အပြစ်လောက်ထားတာနင်းငါဘာအပြစ်တစ်ခုမှမလုပ်ထားဘူးအဲ့တော့ပြောရရှိရတော့ပြောရမှာပဲငါအထောက်ပံ့တစ်ခုမှသာမပါခဲ့လို့ရှင်ဒီနေ့ဒီချိန်ကလမ်းမေးရောက်နေရကြပြီဟုတ်အဲ့ဒါကိုလည်းမျက်မျက်မှတ်ထားဒါနဲ့များဖောက်ပြန်ရသေးတယ် မင်းကောက်နေနေတာရေတော်တော့ပြီနော်ငါတီးခံတယ်တော့တီးခံပြီးပြီမင်းစကားရမ်းလွန်မလားမင်းစကားဘယ်လောက်လွန်လဲဆိုတာမင်းကမင်းရောတီးရလားဟမ် မသိဘူးသိကြအကြောင်းလည်းမရှိဘူးအမှားလောက်ထားတာနင်းငါဘာမှမလုပ်ထားဘူးငါနိမိဘတွေရတယ်အိမ်နောင်ရေးမဖောက်ပြန်ရအောင်လို့မသိထားပေးဘူးလားဟမ်သင်ထားပေးရတဲ့ဖောက်ပြန်တာဆိုလို့ရှိရင်တော့နင်တော်တော်သိညာမရှိတာပဲ အမမင်းငါပြီးပါတယ်မပုတ်ခန့်နဲ့နော် ပုတ်ခတ်နေတာမဟုတ်ဘူးမှန်တာကိုပြောနေတာနားရတယ်ဆိုရင်အဲ့နေရာမှာလဲနေလိုက်လေသားသမီးမကောင်းမိမကောင်းတဲ့ဘယ်တော့ပြောခံရမှာပဲ မမင်းကတော်လို့ပြောနေရနော် မတော်နိုင်ဘူးမတော်